အားလုံးပဲမင်္ဂလာပါဒီနေ့သုံးသပ်ဖို့ချထားတဲ့ပွဲစဉ်တွေနဲ့နောက်ထပ်တစ်ပွဲဖြစ်တဲ့ချက်တီတင်းနဲ့အာဆင်နယ်တင်းတို့လန်နာဒါဘလေးစီတွားလိုက်အောင်ပါကလဝါကချန်ပီယံဖြစ်တဲ့ချက်တီတင်းရပြီးခဲ့တဲ့ချန်ပီယံလိပွဲစဉ်မှာစပိန်ဘလူးဘာစီလိုနာလူတယောက်သား3ဂိုးပြည့်နဲ့နိုင်ရှိခဲ့ပြီးအိုင်ပြည့်နေတဲ့ချင်းတီပြတို့လန်နာဒါကြီးမှာဘာလို့ပြနိုင်နေမှာပါလဲအဓိကကစားသမားရဲ့အားလုံးဒီပါပြန်လဲပါဝင်လာမဲ့ဒီပွဲချက်တီရယုံကြည်မှုပြည့်နဲ့ကစားလာနေမှာဖြစ်ပါတယ်အဆိုင်ယုံပြည့်ထိုင်ပြီးမာထရန်ကစားလေးရှိတဲ့လန်နာဒါကြီးမှာ3ဂိုးတွေဘလောက်ထိမြင်တရမှာပါလဲနောက်ဆုံးတစ်စုံကလေးရှိချလုံးလုံးဝနိုင်မရှိခဲ့တဲ့ချက်တီတို့ဒီနေ့ပွဲမှာနိုင်ရတဲ့တစ်ခုတည်းဘလောက်ထိပေးဆက်ကြအောင်လဲဆိုတော့ရင်တမမနဲ့စောင့်ကြည့်မှာဖြစ်ပါတယ်အာဆင်နယ်တင်းဘက်ကိုချက်သွားလိုက်အောင်ပါရာတွေကစင်မြန်ကြီးရောဆောက်စလိုင်းရဲ့တက်ကဝန်ကြောင့်လီဗာပူးကိုရှုံးနေခဲ့ရတဲ့ပွဲစဉ်ရလွှဲရင်လုံးဝရှုံးဝဲမရှိအောင်ကစားထားနိုင်ခဲ့တာပါချန်ပီယံလိမှာလည်းလုံးဝရှုံးဝဲမရှိသေးတဲ့တင်းတင်းသောအသင်းဖြစ်ပါတယ်ချစ်လီတဲ့ကစားပုံနဲ့လက်ရှိဂိုးတစ်ဖက်အများဆုံးအသင်းဖြစ်သလိုပြန်မြတ်ကိုချန်လုံးဝမပေးတတ်တဲ့စင်မြန်ကြီးတို့ဒီနေ့ပွဲမှာသုံးတီတောင်းခံသွားနိုင်မလားဆိုတော့စောင့်ကြည့်မှာဖြစ်ပါတယ်စောင်းဝင်လာဖြစ်လို့စိတ်ချပါမလားဆိုရင်နေရသလိုတန်ရာကစားသမားတွေရဲ့ပြဿနာလည်းအာဆင်နယ်ရဲ့အဓိကစိန်ခေါ်မှုဖြစ်နေမှာပါသုံးသက်ချက်အနေနဲ့တော့အများဆိုင်တဲ့ physical ပိုင်းအသားပြုပြီးကစားလာမဲ့ဒီပွဲကကွင်းလဲအပြိုင်မှုတွေဝင်းဘက်တွေရဲ့လှုပ်အားတွေကိုအများဆုံးမြင်တွေ့ရမယ့်ပွဲဖြစ်လို့ဂွမ်နာဟာအကောင်းဆုံးရွေးချယ်မှုဖြစ်မှာပါအားလုံးပဲမင်္ဂလာပါဒီနေ့သုံးသပ်ဖို့ရွေးချယ်ထားတဲ့ပွဲစဉ်တွေရဲ့ဒီပွဲဖြစ်တဲ့ပဲလီတင်နဲ့ညနေတင်တို့ရဲ့ပွဲစဉ်တွေနဲ့ဆက်လိုက်ပါမယ်အိုလီဗာကလစနာလက်ထက်ပဲလီတင်ဟာတကယ်တွေ့လာခဲ့တာပါပရမတ်တင်ကို UAE ဖလားရယူပေးနိုင်ခဲ့တဲ့နီးပြဟာပဲလီတင်ကိုပထမဆုံး African Community Shield ကိုဦးဆောင်ပေးနိုင်ခဲ့သူဖြစ်ပါတယ်ဒီနေ့ရာသီပြည်နယ်ရှုံးပွဲနဲ့ပွဲစားရှိသေးပြီးရလဲကောင်တစ်ခုပတ်စံထားခဲ့တာပါဝင်ဘက်တွေနဲ့အာဗျူကစားရေးရမြက်ကိုဒုက္ခပေးတဲ့အသင်းရဲ့ကစားပုံကတော်လေးကိုအလို့ဖြစ်နေပြီးပဲလီကိုပရီးမီးယားလိမှာနေရတဲ့နေရာရရှိခဲ့တာပါကျွန်တော်တို့အဆိုယူနိုက်တက်တင်ဘက်ကိုချက်သွားရအောင်ပါဟိဆာမှာစူပါလာတဲ့ကစားပုံကိုပြင်ဆင်လိုက်နိုင်ပြီးတော်တန်တည်နေခဲ့ပေမဲ့တူးချင်းမားရတဲ့စင်အသင်းကိုခွင့်ပြုနေရခဲ့ရတဲ့ယူနိုက်တက်တို့ဟာပြဿနာများစွာရှိနေသေးဖြစ်ပါတယ်ဒီပြပုံချင်းမှုတွေအများကြီးတိုးတက်လာသလိုအသင်းရဲ့ကစားကွက်ကတော်လေးပုံမလာခဲ့လို့ယူနိုက်တက်ပြည်ရဲ့အတွက်အများကြီးမျှော်လင့်ခဲ့ပေမဲ့သူတို့မျှော်လင့်ထားတဲ့အတိုင်းဖြစ်လာနိုင်မလားဆိုတော့စောင့်ကြည့်ရအောင်ပါပဲလီနဲ့နောက်ဆုံးတွေ့ဆုံမှု၄ချိန်မှာ၄ချိန်လုံးနိုင်များရှိခဲ့တဲ့ယူနိုက်တက်တို့ဒီပွဲမှာဘိုင်လိုပြတ်နိုင်မှာပါလေသုံးသက်ချက်အနေနဲ့ပဲလီတင်းနဲ့ချစ်လီပြီးကစားပုံကောင်းမွန်လာပေမဲ့ဖီယာရီအောက်ကရုံထွက်ပြီးကစားလာမယ့်ယူနိုက်တက်တို့ကိုဆုံးယူတောင်းခံသွားဖို့မလွယ်တာမို့ဒီနေ့ပွဲကခင်ကြီးတို့ရဲ့နိုင်ပွဲတွေဖြစ်လာမှာပါ